တရားတွေများများနာထားမှအတွေ့အကောင်းတွေများများထွက်မှာနော်ဒါကြောင့်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးမှတ်ရမယ်အထူးသဖြင့်ပါမခောကျုပ်ဆိုတော့ဘုရားကြီးဟောတဲ့တရားဒေသနာတွေကိုအများကြီးမှတ်သားကြည့်သင့်တယ်နော်အစီအစဉ်တကြနော်ကြည်ကြည်ပြန့်ပြန့်နော်တရားတွေမထက်အောင်အများကြီးနာမှတ်သားဟုတ်လားအဲ့ဒါဆိုရင်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးအချက်လက်စုံစုံကိုမှတ်သားထားတဲ့အခါမှာတစုံတစ်ခုတွေးပြီးဆိုရင်အဲ့ဒါတွေကနောက်ွယ်ကနေပြီးတော့လမ်းကြောင်းတက်အောင်အကျိုးကျေးဇူးမပြုနိုင်ဘူးလားပြုနိုင်တယ်နော်တရားနာခြင်းရဲ့စွမ်းအားကိုယ်ကနာခြင်းတဲ့စိတ်ကလေးဒါကိုတန်ဖိုးထားပြီးတော့မျက်နှိုးတဲ့စိတ်ကလေးရှိဖို့သာလိုတာပါဒီခေတ်ကတရားနာခြင်းအရန်လွယ်ပါတယ်ဟုတ်လားကိုယ့်ရဲ့လက်ကင်ဖုံးထဲမှာထည့်ထားမယ်ဆိုရင်တော့အပုပ်ပေါင်းရာထောင်ချီပြီးတော့ထည့်ထားလို့ရတာပဲလေဟုတ်တယ်မဟုတ်လားဒါလေးနဲ့မပြတ်ကိုယ့်ရဲ့စိတ်ကိုနော်တရားတက်ကလေးနော်မကင်းကွာအောင်လှုပ်ထားလို့မရဘူးလားရတယ်ဟုတ်ရဲ့လားအတော်ချင်းတို့ပိသက်ပေါင်းသူတော်တို့တော့ပြောနေတာကဘလို့အခြေအနေပဲတွေ့နေအဲ့ဒီတွေ့နေတဲ့အခြေအနေဟာကိုယ်ဘာသာတော့ယောနိတော်မနတိကာရရှိမယ်ဆိုလို့ရှိရင်အဲ့ဒါဟာကောင်းဖို့အတွက်တော့အများကြီးတွန်းအားမဖြစ်ဘူးလားဖြစ်တယ်နော်ကိုယ့်ရဲ့ခေါင်းထဲကမြင့်မြတ်တဲ့တော့အကြောင်းအရာတွေကိုမှတ်သားထားမှလည်းပဲမြင့်မြတ်တဲ့တွေ့နိုင်မှာကိုယ့်ရဲ့ခေါင်းထဲကမြင့်မြတ်တဲ့အကြောင်းအရာတွေမှတ်သားထားတာမရှိဘူးဆိုရင်လည်းပဲဒီယောနိတော်မနတိကာရကဖြစ်လာမှာမဟုတ်လူဆိုတာကိုယ်ကောင်းထဲမှတ်ထားတဲ့အချက်လက်နဲ့ညီအောင်တွေးကြတာပဲများပါတယ်ဟုတ်လားပတ်ဝန်းကျင်အနေထားကဘလို့ကောင်းအောင်ပဲဖန်လာတော့တခါလေကြတော့လည်းပဲအဂတိလိုက်စားပြီးတော့ကိုယ့်အလိုဆန္ဒအတိုင်းလိုက်ပြီးတော့တွေးလိုက်ကြတာတွေရောမရှိဘူးလားရှိရနော်ပုံမြင်လေးတစ်ပုဒ်ကြားဦးတယ်နော်အပြိုကြီးတယောက်ကနော်တော်တော်ကြီးအသက်ကြီးလာမှရွာထဲကနော်အခိုးရှိုးပြီးတော့မိုက်နေတဲ့နော်အရက်သမားတယောက်နဲ့ဖြစ်တယ်လို့ဆိုအဲ့ဒါကိုသူယူဖို့လည်းပဲနော်တိတ်လည်းအဆင်မပြေဘူးအဲ့တော့သူဘာလုပ်တုံးဆိုတော့သူ့ရဲ့ဦးလေးတယောက်နဲ့တိုင်ပင်တယ်လို့ဆိုနော်အဲ့ဒီလူကိုသူယူရကောင်းမလားမယူရကောင်းမလားအဲ့လိုတိုင်ပင်တဲ့အခါကျတော့ဦးလေးဖြစ်တဲ့လူကမယူနဲ့လို့ပြောရမှာလဲအာနာဒါဒီလူကလူပေလူတွေယူတဲ့လူမဟုတ်ဘူးဆိုတာလည်းသူသိတယ်အဲ့ဒါနဲ့ကဲကွယ်မင်းကိုငါရဲ့ကိုစားငါအဖြေကိုစားငါကြီးစီလေးပေးလိုက်မယ်မင်းအဲ့ဒီကြီးစီလေးသာတီးလိုက်အဲ့ဒီကြီးစီလေးကထွက်လာတဲ့အတန်အတိုင်းမင်းဆုံးဖြတ်ဆိုပြီးတော့ကြီးစီလေးလုံးပေးတယ်တဲ့ကြီးစီလေးတစ်လုံးပေးလိုက်တာကြီးစီကိုတီးလိုက်တော့ကြီးစီကဘလို့မြင်ဒူဝေလို့မြင်မှာပေါ့ဟုတ်လားအဲ့ဒါဦးလေးကသိသိချင်တာကလူပေလူတွေလို့သိသိချင်တာဟုတ်လားလူပေလူတွေဆိုတော့ပါတော့မယူနဲ့ပေါ့ဟုတ်လားအဲ့တော့ပြူကြီးဖြစ်တဲ့လူကဦးလေးပြန်သွားပြီဆိုတော့ကြီးသေးလေးတီးလိုက်တယ်ကြီးသေးလေးကဒူဝေလို့မြည်တယ်ဟုတ်လားဒါမဲ့သူ့စိတ်ထဲကဘလို့ထင်လို့ဆိုယူလေးလို့ထင်တယ်တဲ့ဟုတ်လားဟောတကယ်ဟောထင်သေးချင်တာဘလို့ထင်သေးချင်တာလူပေလူတွေလို့ထင်သေးချင်တာဒါဗမာပုံမြင်လေးတွေပါရမ်းစိတ်ဝင်စားတယ်ကောင်းတယ်ဟုတ်လားလူဆိုတာကိုတွေးကျင်လို့တွေးတာပဲဆိုတာလေးကိုပဲဦးစင်းကအဲ့လိုလုပ်လိုက်ရင်အဲ့ဒီပုံမြင်လေးကိုတော်ပြီးတော့အမှတ်ရတယ်အော်ဟိုကသိသေးချင်တာကတစ်မျိုးတရားသိသွားတာတစ်မျိုးဟုတ်လားတခါတလေကြောက်လေသဘာဝလောကကြီးကပြနေတာတစ်မျိုးကိုကမြင်တာတစ်မျိုးလွဲချော်တာတွေကမရှိဘူးလားရှိရနော်ကြားသေးချင်တာကဘလို့ကြားသေးညာလူပေလူတွေလို့ကြားသေးချင်တာကြားလိုက်တာဘလို့ကြားတော့ယူလေးလို့ကြားတာတဲ့ကဲနော်ဒါဦးရှင်တို့ဟိုတော့ဆရာကြီးလူတို့ဥလာရေးတဲ့ကျောင်းကန်ဒီမှာပုံမြင်များဆိုတဲ့စာအုပ်တွေထဲမှာပါတယ်ဒီပုံမြင်လေးတွေဟုတ်လားတောက်ပါတော့အဲ့တော့ဘလို့အတွေ့အကြုံတွေပဲတွေ့ဘလို့အနေထားတွေပဲဖြစ်နောက်တကဓမ္မတို့ဦးရှင်တို့တွေအမှန်ကန်တဲ့အတွေးအမြင်တွေရဖို့ဆိုတာကကိုယ့်ရဲ့ခေါင်းထဲမှာငကိုကအလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့တော့ဒေသနာတွေဒီဟိုတော့အချက်လက်ကောင်းတွေကိုထည့်ထားမိဖို့မလိုဘူးလားလိုတယ်ဟုတ်လား